American စစ်စခန်းတွေကိုကူညီကာကွယ်ပေးဖို့ drone စစ်စင်ရေးကျွမ်းကျင်သူတွေကိုအရှေ့အလယ်ပိုင်းစီဆက်လွတ်ထားကြောင်းယူကရိန်းသမ္မတ Volodymyr Zelensky ကပြောကြားခဲ့ပါတယ်။ New York Times သတင်းစာနဲ့အင်တာဗျူးမှာ Zelensky ကယူကရိန်းရဲ့ drone ပညာရှင်တွေဟာ American စစ်စခန်းတွေကိုအီရန်ရဲ့ drone တွေရန်ကနေကာကွယ်ပေးဖို့အတွက်ဂျော်ဒန်နိုင်ငံစီထွက်ခွာသွားပြီလို့အတည်ပြုခဲ့ပါတယ်။ယူကရိန်းစီက drone ပညာရှင်တွေဆက်လွတ်ပေးဖို့မတ်လ9 ရက်နေ့မှာ American ဘက်ကအကူအညီတောင်းခံခဲ့တဲ့နောက်drone ပညာရှင်တွေပါဝင်တဲ့အဖွဲ့တစ်ခုကိုဆက်လွတ်ပေးခဲ့ကြောင်းမကြခင်သူတို့ဟာဂျော်ဒန်ကိုရောက်ရှိမယ်လို့ယုံကြည်ရကြောင်းဇယ်လန်စကီကဆိုပါတယ်။အင်ဖြူတော်ကတော့ယူကရိန်းစီကနေ drone ကာကွယ်ရေးအစီအမံတွေအတွက်အကူအညီတောင်းခံခဲ့တဲ့ဆိုတဲ့သတင်းအပေါ်ဘာမှတ်ချက်မှမပေးခဲ့ပါဘူး။အစ္စရေးနဲ့ပူးပေါင်းပြီးအီရန်ကိုစစ်ဆင်တိုက်ခိုက်ခဲ့ရမှာအမေရိကန်ကြုံတွေ့လာရတဲ့အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုကတော့အီရန်ဘက်ကတုံ့ပြန်ပစ်ခတ်တဲ့ဖောက်ခွဲရေး drone တွေဖြစ်ပါတယ်။ဈေးပေါ်ပြီးအရေးအတွက်အများအပြားကိုတပြိုင်တည်းပြစ်လွှတ်နိုင်တဲ့ drone တွေဟာအမေရိကန်ရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကိုဝင်တော့ဝင်ဖို့ဖြစ်စေခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုပုံစံမျိုးကိုကင်တွယ်နိုင်ဖို့အမေရိကန်အတွက်ရုန်းကန်ခဲ့ရပါတယ်။ယူကရိန်းကတော့ရုရှားရဲ့ကျူးကျော်စစ်ပွဲကာလတစ်လျှောက်မှာအဲ့ဒီလို drone တိုက်ခိုက်မှုပုံစံတွေနဲ့ရင်းနှီးကျွမ်းဝင်နေပြီးထိခိုက်မှုတွေကိုအများကြီးရော့ကျသွားအောင်တုံ့ပြန်နိုင်တဲ့အတွေ့အကြုံတွေပိုင်ဆိုင်လာခဲ့ပါတယ်။ဒါကြောင့်လေအဲ့ဒီအတွေ့အကြုံတွေကိုအမေရိကန်နဲ့အရှေ့အလယ်ပိုင်းကအာရပ်မဟာမိတ်နိုင်ငံတွေစီမျှဝေပေးလိုကြောင်းယူကရိန်းအစိုးရကတက်တက်ကြွကြွကမ်းလှမ်းခဲ့ပါတယ်။လက်ရှိအီရန်စစ်ပွဲမတိုင်ခင်နှစ်တွေကတည်းကရုရှားဟာယူကရိန်းရဲ့မြို့ကြီးပြကြီးတွေကိုအီရန်နည်းပညာသုံး drone တွေနဲ့အစုလိုက်အပြုံလိုက်ပစ်ခတ်တိုက်ခိုက်တဲ့နည်းလမ်းတွေကိုအသုံးပြုခဲ့ပါတယ်။အီရန်စစ်ပွဲမှာအမေရိကန်နဲ့မဟာမိတ်တွေကိုပါဝင်ကူညီပေးတာကရုရှားနဲ့ဖြစ်ပွားနေတဲ့၄နှစ်ကျော်ကြာစစ်ရေးပဋိပက္ခပြီးဆုံးစေရေးကြောင်းဝင်စစ်ဆက်ပေးနေတဲ့အမေရိကန်နဲ့အစိုးရစီကပုံမကောင်းမွန်တဲ့မျက်နှာသာပေးမှုမျိုးရလာစေမယ်လို့ယူကရိန်းအစိုးရကမျှော်လင့်နေနိုင်ကြောင်းစစ်ရေးအကဲခတ်တွေကပြောပါတယ်။ရုရှားဟာအမေရိကန်ရဲ့စစ်ရေးပြစ်မှတ်တွေကိုနေရာအတိအကျထောက်လှမ်းပြီးအီရန်စီသတင်းပေးပို့နေကြောင်းဆွဆွဲမှုတွေရှိနေချိန်မှာယူကရိန်းကအမေရိကန်နဲ့အာရပ်မဟာမိတ်နိုင်ငံတွေကိုကူညီမဲ့ခြေလှမ်းကိုစတင်လာတာဖြစ်ပါတယ်။အီရန်စစ်ပွဲမှာအမေရိကန်တပ်ဖွဲ့ဝင်6ယောက်အကြအဆုံးရှိခဲ့ပါတယ်။အဲ့ဒီ6ယောက်စလုံးဟာစစ်ပွဲအစောပိုင်းရက်တွေတုန်းကကူဝိတ်မှာရှိတဲ့စစ်စခန်းတစ်ခုကိုအီရန်ဖောက်ခွဲရေး drone ထိမှန်ရာကအသက်ဆုံးရှုံးခဲ့တာဖြစ်ပါတယ်ရှင်။